အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဝတ်သားသုံးကြီးတွေကိုစိတ်ကြိုက်ကင်စားလို့ရမယ်ကင်ဝတ်တုံးကင်ဆိုင်ကိုရောက်ရှိနေတာပဲဖြစ်ပါရဲ့ရှင်ဆိုင်ရဲ့အတွင်းပိုင်းလေးကိုလည်းမှန်လေးနဲ့လှဆင်ထားတာပဲဖြစ်ပါရဲ့ရှင်သူကဝတ်သုံးတက်သားအပြည့်ကြမဲဝတ်မို့လုံးယုံသားပြားကျန်တဲ့ accessory အားလုံးပါရှိတာပဲဖြစ်ပါတယ်ပပန်းတော့ဝတ်သားတုံးအကြီးတွေနဲ့ကြမဲပြားကြီးတွေကိုအတုံးသေးသေးလေးတုံးပြီးတော့ကြက်မြန်အောင်လို့ကင်လိုက်တာပဲဖြစ်ပါရဲ့ရှင်ဒါလေးကတော့ကြမဲလေးပါကျမဲကိုကြတော့တုတ်တလေးတုံးပြီးกินလိုက်တဲ့ခါကျတော့သူကနူးညံ့အိကျွရွပြီးတော့အရန်ကိုစားပြီးတော့စိတ်ဝင်သွားတယ်ပေါ့နော်ကဲနောက်တစ်ခုကတော့သမီးကြိုက်တဲ့ဝက်သားတုံးလေးတွေကိုစားပြမှာပဲဖြစ်ပါတယ်စလက်ရွက်လေးနဲ့စားရဆိုအရန်ကိုပါဖက်ပဲဗျာဖမန်းတော့ကြိုက်ဆုံးဖြစ်တဲ့ကြက်မဲနဲ့ဝက်သားတုံးကြီးတွေကိုရွေးပြီးတော့စားခဲ့တာပဲဖြစ်ပါရဲ့ရှင့်ဝတ်မို့လုံးတော့လှဲ့ဖို့မကြည့်ခဲ့ပါဘူးဒါတော့ဗီဒီယိုမရိုက်ခင်တည်းကစူးစမ်းထားတဲ့မာကြီးပဲဖြစ်ပါတယ်လှုပ်ပလောင်းတွေကိုစားနေတာဗီဒီယိုရိုက်အောင်မယ်ဆိုတာတော့မရဘူးစားလဲစားပြီးတော့မြောက်တာအစီရပြီးတော့ရေခဲမုန်းတဲ့ချိုးတွေတောက်နေတာအော်ဒါနဲ့အစားတောက်တွေကြီးပဲမြင်နေတော့ဈေးနှုန်းလေးပြောဖို့မေ့နေတာတယောက်ကိုအဝစား29,500ပဲဖြစ်ပါရဲ့ရှင့်လိပ်စာကတော့ဘူထောင်မျိုးနဲ့63လမ်းထိပ်ကုန်းသွဲလမ်းမပေါ်ပဲဖြစ်ပါရဲ့ရှင့်ကဲသမီးရဲ့ဗီဒီယိုစတော့ကြည့်ပေးကြတယ်တယောက်ချေစီတိုင်းဝတ်တ Q ပေါ်ဝဲရှင်းမှာနောက်ဗီဒီယိုမှာပြန်ဆိုကြမယ်နော်